ကဲဒီနေ့ကတော့ online 305 site အကြီး site ပေါ့သူရဲ့စလင်ဒါပြောင်း CEO နေလို့ YC တွေကိုအတစ်လဲပေးမှာဖြစ်ပါတယ်ကဲမိတ်ဆွေတို့ကျွန်တော်နဲ့အတူတစ်ချက်တော့လက်ကြည့်အောင်ဒါတော့သူရဲ့ business ပေါ့သူစီအတွန်းအထုံးလုပ်ပေးတဲ့သူကဒါခါတလေမှာဒီအပြင်မှာစီမယိုပဲနဲ့ဒီ business ရဲ့ YC ရပြက်နေတယ်သူကအလိုလိုနဲ့သူကကြလာတယ်ဟိုဖြုတ်ထားပြီဆိုတော့ဒီဟာဆက်ထုံးမှဖြစ်ပါတယ်ကျေပြုတ်ပါပြီသူရဲ့ YC တွေကိုစစ်စစ်ကြည့်တော့အကုန်လုံးကပြည့်စုံနေပြီတစ်ခုမှသုံးလို့မရတော့အကုန်လုံးအတစ်လဲပြီးမှဖြစ်ပါတယ်ဒီဟာလည်းသူကပြောင်းခုက YC အတစ်ပြန်ထည့်မှာပဲအခုကနံပါတ်1အရင်စထည့်ပါမယ်ထဲဝင်သွားပြီနောက်ဆုံးတော့ဝင်သွားပြီဟိုကသူရဲ့ဟိုဘိုင်းနဲ့တီတီပြန်ထည့်မှာဖြစ်ပါတယ်ပြီးတော့နည်းနည်းပုတ်တိုက်တုပ်ပေးမှာဖြစ်ပါတယ်အရေးကြီးဆုံးကဒီဟာအရေးကြီးဆုံးပဲဒီအမဲရောင်ကသူကအရေးကြီးဆုံးပဲအထက်မှာထူတယ်နမွေလို့တူနဲ့ပြန်နောက်တစ်ခါပြန်ထူတယ်ရသွားပြီနောက်ဆုံးတော့သူရဲ့ clip လေးထည့်ပါမယ်သူရဲ့ YC ကိုသူကပြန်မထွက်ကြအောင်အဲ့ဒီ clip နဲ့ထိမ့်ပေးရတယ်ကဲရပြီပြီးတော့ပြီပြန်တက်မှာဖြစ်ပါတယ်ကဲမရဘူးဆွဲလေကလပ်ဝင်တော့ပါပြီဖြစ်ပါတယ်ကဲ